ဂျပန်စာလေ့လာနေရဆိုရင်တော့ GLPD ဆိုတဲ့စကားလုံးကိုကြားဘူးကြမှာပါဒါကတော့ဂျပန်ဘာသာအရေးချင်းစစ်စာမေးပွဲပေါ့တကဘာလုံးမှာဂျပန်စာအရေးချင်းကိုတိုင်းတာတဲ့အဓိကစံနှုန်းတစ်ခုလို့လည်းပြောလို့ရပါတယ်ဒီနေ့မှာတော့အဲ့ဒီစာမေးပွဲရဲ့အဆင့်တွေကပါနေလဲတစ်ဆင့်နဲ့တစ်ဆင့်ဘယ်လိုကွာလဲဆိုတာကိုခီးတစ်ခုလို့အတူတူရှောက်ကြည့်အောင်ပါအဲ့ဒီတော့ဒီစာမေးပွဲမှာကလည်းအဆင့်တွေကိုရှင်းရှင်းလင်းလင်းပဲ9ဆင့်ခွဲခြားထားပါတယ်အဆင့်တစ်ခုချင်းစီကဘာသာစကားကျွမ်းကျင်မှုရဲ့မတူညီတဲ့အဆင့်တစ်ဆင့်ကိုကိုးစားပြုနေတာပေါ့ဒီအဆင့်ရဲ့စီစဉ်တော့လေကားတဲ့တလေဒီလိုပါပဲအလွယ်ဆုံးဖြစ်တဲ့ N5 ကနေစပြီးတစ်ဆင့်ချင်းတက်သွားပြီးအခက်ဆုံးဖြစ်တဲ့ N1 အထိရောက်သွားမှာပါကဲဒါဆိုအဲ့ဒီအဆင့်တွေကိုတစ်ခုချင်းစီတည်တည်ချာချာလေးကြည့်လိုက်ကြရအောင်ဒီနေ့တော့ဒီအဆင့်တွေကိုအပိုင်း3ပိုင်းခွဲပြီးပြောပြသွားမယ်နော်ပထမဆုံးကတော့အုံမြင့်ဖြစ်တဲ့ N5 နဲ့ N4 ပြီးရင်တရားသဘောဖြစ်တဲ့ N3 နဲ့နောက်ဆုံးအမြင့်ဆုံးအဆင့်ဖြစ်တဲ့ N2 နဲ့ N1 တို့ပဲဖြစ်ပါတယ်ကဲခရီးကိုအမြင့်ကနေစလိုက်ကြအောင်ပထမဆုံးအခြေခံအဆင့်တွေဖြစ်တဲ့ N5 နဲ့ N4 ပေါ့ဒီအဆင့်တွေကအဓိကအဖြစ်စာသင်ခန်းထဲမှာသင်ရတဲ့အခြေခံဂျပန်စာတွေကိုဘလော့တက်ကျွမ်းလဲဆိုတာကိုတိုင်းတာတာပါဒီမှာစိတ်ဝင်စားဖို့ကောင်းတာက N5 နဲ့ N4 ကြားကကွာခြားချက်လေးပဲ N5 အခြေခံဂျပန်စာအနှဲငယ်ကိုနားလည်နိုင်တယ်လို့ဆိုပြီး N4 ကတော့အခြေခံကြတဲ့ဂျပန်စာကိုနားလည်နိုင်တယ်လို့ဆိုပါတယ်စာသားတန်းကြည့်ရင်သိမကွာဘူးထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါအခြေခံအိုနည်းနည်းပါးပါးတိတာကနေပို့ပြီးတော့ခိုင်ခိုင်မာမာနားလေတဲ့အဆင့်အိုကူးလောင်းသွားတာကိုပြနေတာပါကဲ N5 အဆင့်မှာဘာတွေလုံနိုင်ပြီလဲဆိုတော့ Hiragana, Katakana နဲ့နေ့စဉ်သုံးကန်ကြီးလွယ်လွယ်လေးတွေနဲ့ရေးထားတဲ့အခြေခံစာကြောင်းတွေကိုဖတ်နိုင်မယ်ပြီးတော့ကိုနဲ့ယင်းနှီးကြအခြေအနေတွေမှာပြောတယ်တူပြီးဖြည်းဖြည်းပြောတယ်စကားပြောတွေကိုနားလည်နိုင်မှာပါအဓိကကတော့ရိုးရှင်းတဲ့စာသင်ခန်းအခြေပြုအကြောင်းရတယ်ပေါ့N4 ကိုရောက်လာတဲ့အခါမှာတော့နားလည်နိုင်စွမ်းကနည်းနည်းလေးပိုချပြတ်လာတာကိုတွေ့ရမှာပါ။ရင်းနှီးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ရိုးရှင်းတဲ့ဆောင်းပါးတွေကိုဖတ်နိုင်လာတယ်။နေ့စဉ်သုံးစကားပြောတွေကိုလည်းဖြည်းဖြည်းပြောရင်နားလည်နိုင်လာပြီ။ဆိုတော့ N5 ထဲစာဖို့ရှည်တာတွေနဲ့ပို့ပြီးတဘာဝကြကြပြောတဲ့စကားပြောတွေကိုစပြီးနားလည်လာတာပေါ့။ကဲအခုကတော့တကယ်ကိုအရေးကြီးတဲ့အလက်အပြောင်းတစ်ခု N3 အဆင့်ကိုရောက်လာပါပြီ။ဒီအဆင့်မှာစာသင်ခန်းထဲမှာသင်ခဲ့တဲ့အရေးချင်းတွေကိုလက်တွေ့ဘဝကဂျပန်စာမှာစပြီးအသုံးချရတော့မှာပါ JLPT ကတရားဝင်သုံးထားတဲ့စကားလုံးကအရန်လာတယ် N3 ကိုဟာရှိဝါတာရှိတဲ့ဆိုတာကတန်တာပေါ့အခြေခံအဆင့်တွေနဲ့အဆင့်မြင့်အဆင့်တွေကြားမှာတန်တာတဆင်းလို့ချစ်ဆက်ပေးတဲ့သူ့ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုဒါကမီးမောင်းထိုးပြနေတာပါဒါဆို N3 မှာဘာဒီလုံနိုင်လာပြီလေအဓိကကတော့နေ့စဉ်တော့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကိုဖတ်နိုင်လာတဲ့သတင်းစာခေါင်းကြီးပိုင်းတွေကိုကြည့်ပြီးအဓိကအချက်တွေကိုဂုဏ်တုံနိုင်လာတဲ့ပြီးတော့သဘာဝတိုင်းဒီပါညံတဲ့စကားပြောတွေကိုတော့လိုက်နိုင်လာပြီဒါဟာသတင်းတွေလို့ပုံများတဲ့စကားပြောတွေလို့လက်တွေ့ကြတဲ့အကြောင်းအရာတွေနဲ့ထိတွေ့ဆက်ဆံနေလာပြီဆိုတော့ကိုပြနေပါတယ်ကဲတရားကိုဖျက်ပြီးဆိုတော့ခရီးရဲ့အထွတ်အထိပ်တောင်ထိပ်ကိုရောက်လာပါပြီအဆင့်မြင့်အပိုင်းဖြစ်တဲ့ N2 နဲ့ N1 မှာတော့လက်တွေ့ဘဝရဲ့ကျယ်ဖြန့်လာတဲ့အခြေအနေမျိုးမျိုးမှာဂျပန်စာကိုဘလောက်နားလည်နိုင်တယ်လဲဆိုတာနဲ့အရေးချင်းကိုတိုင်းတာတော့မှာပါ N2 နဲ့ N1 ကိုရှင်းကြည့်လိုက်ရင်တိုးတက်လာပုံကတော်တော်လေးကိုရှင်းပါတယ် N2 ကကျယ်ပြန့်တဲ့နေစဉ်အခြေအနေများမှာသုံးတဲ့ဂျပန်စာကိုနားလည်နိုင်တာ N1 ကတော့အကျယ်ပြန့်ဆုံးသောအခြေအနေများမှာသုံးတဲ့ဂျပန်စာကိုနားလည်နိုင်တာပါကျယ်ပြန့်တဲ့ရေးချင်းကနေအပြည့်အဝနေပါနားလည်တဲ့စွမ်းထိတက်လန်းသွားတာကိုတွေ့ရမှာပါ N2 အဆင့်ကိုရောက်ပြီဆိုရင်တော့ဂျပန်လူမျိုးတွေဖတ်တဲ့သတင်းစာတွေမဂ္ဂဇင်းဆောင်းပါးတွေလိုမီဒီယာအတော်များများကိုကောင်းကောင်းနားလည်နေပါပြီရှင်းရှင်းလင်းလင်းပြောတဲ့သုံးသက်ချက်တွေသတင်းတွေကိုနားလည်နိုင်တယ်လို့တဘာဝအတိုင်းအမြန်နှုံးနဲ့ပြောတဲ့စကားပြောတွေကိုလည်းကောင်းကောင်းလိုက်နိုင်နေပါပြီဒီမှာပြထားတဲ့စာက N1 ရဲ့စွမ်းရည်ကိုတကယ်ပဲကွက်ကွက်ကွင်းကွင်းပြနေတာပဲ N1 အဖက်စွမ်းရည်ဆိုတာသတင်းစာ editor အမော်တွေနဲ့ဝေဖန်ချက်တွေလိုမျိုးယူတီနီအရာရှုပ်ထွေးပြီးသဘောတရားပိုင်းဆိုင်တဲ့စာတွေကိုဖတ်နိုင်စွမ်းပါပဲဒါကဘယ်လောက်ထိမြန်မာတဲ့အဖက်စွမ်းရည်နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းလိုအပ်တယ်လဲဆိုတာကိုပြနေတာပါ N1 ရဲ့နားထောင်စွမ်းရည်ကလည်းတကယ်ကိုမခေဘူးနော်ပို့ချချက်တွေသတင်းတွေကိုတဘာဝတိုင်းအမြန်နှုံးနဲ့နားလည်နိုင်ုံတည်းမဟုတ်ဘူးနေရာမျိုးမျိုးမှာပြောဆိုတဲ့စကားဝိုင်းတွေကိုနားလည်နိုင်ရမယ်ပြီးတော့စက်ကောင်တွေရဲ့ဆက်ဆံရေးယူတိကြတဲ့ဖွဲ့စည်းပုံလိုအသေးစိတ်အချက်လက်တွေကိုပါနားလည်နိုင်ရမှာပါဆိုလိုရင်းကတာမကအနုစိတ်အဒီပယ်နဲ့ဖွဲ့စည်းပုံကိုပါနားလည်တာပေါ့ကဲN5 ကနေ N180 ဒီခရီးရွှေ့ကြီးကိုရှောက်ပြီးသွားပြီဆိုတော့အဓိကအချက်တွေကိုတစ်ချက်ပြန်ပြီးခြုံကြည့်လိုက်ကြအောင်ဒီအနှစ်ချုပ်စရာလေးကအားလုံးကိုခြုံငုံပြီးစေမှာပါဟုတ်ပြီအဆင့်30ပေါ့နော်အုံမြစ်တဒါပြီးတော့အမြင့်ဆုံးအဆင့်
အုံးမြင့်အဆင့်ထက်တဲ့ N5 N4 ဟာစာသင်ခန်းအခြေခံကိုအဓိကထားပြီးအခြေခံကိုနားလည်ဖို့တရားဆင်ဖြစ်တဲ့ N3 ဟာနေ့စဉ်ဘဝကိုအာရုံစိုက်ပြီးလက်တွေ့ဘဝနဲ့ချိတ်ဆက်ပေးဖို့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ N2 N1 ကတော့ရှုပ်ထွေးတဲ့အခြေအနေတွေမှာအနုစိုက်အဓိပ္ပာယ်ကိုနားလည်ဖို့ပဲဖြစ်ပါတယ် ဒီရှင်းလင်းချက်ကိုနားထောင်ပြီးတော့တဲ့အခါမှာတော့ကိုယ့်တို့ကိုပြန်စဉ်းစားစရာလေးတစ်ခုရှိလာပါတယ်တဦးတယောက်ချင်းစီရဲ့ဂျပန်ဘာသာစကားရည်မှန်းချက်တွေနဲ့ဘယ်အဆင့်ကအံ့ဝင်ခွင့်ကြဖြစ်မလဲဆိုတာပေါ့ဒီအကြောင်းကိုစဉ်းစားသုံးသပ်ကြည့်ခြင်းအပြင်ကိုယ့်ရဲ့တင်ယူမှုခရီးလမ်းကိုပို့ပြီးရှင်းရှင်းလင်းပုံဖော်နိုင်မှာဖြစ်ပါတယ်